အားလုံးပဲမင်္ဂလာပါအခုဖနက်နောက်တစ်ဆိုင်တစ်ခုဒါလေးထိုးတာပြမယ်နော်ဒီရလေးထိုးဖို့ကိုနောက်ပိုင်းပဲဖနက်ပတ်ထိုးဒါလေးတွေကိုထိုးမယ်နော်ဒါကိုယ့်ကိုထိုးတက်တယ်ဒါအရင်ထိုးပါထိုးပြီးသွားပြီဆိုလို့ရှိရင်အခုဒါလေးလုပ်ဖို့အတွက်ဟိုဒီလိုအပြားလေးတွေထိုးမယ်အဲ့ဒါလေးထိုးတာပြပေးမယ်ဖနက်တစ်ဖက်မှာဒီလိုအပြားလေးနှစ်ခုသုံးထားတယ်တစ်စုံနှစ်ဖက်အတွက်ကို၄ခုထိုးရမှာနော်ဟိုထိုးတာပြမယ်အဲ့လိုထိုးဖို့အတွက်ကိုဒီလိုခွင်းလေးတွေသုံးရမှာပါဟိုခွင်းကိုသုံးပြီးထိုးရမယ်ခြေကိုင်းနီးတိုင်းကိုင်းမယ်တင်ပြီးထားတဲ့ခြေကိုင်းနီးတိုင်းကိုင်းပြီးွားရင်အခုခွင်းကခြေပေါ်မှာလာတင်လိုက်မယ်တင်ပြီးွားရင်ခွင်းနဲ့အကိုထည့်မယ်ခြေကိုလှမ်းချိတ်ပြီးယူလိုက်မယ်ဆွဲတင်ပါလာပြီအိပ်ပါလာတဲ့ဟာကိုယူပြီးတော့ထုတ်လိုက်မယ်ရပြီဒါဆိုရင်တိုင်တိုတစ်တိုင်ရသွားပြီတိုင်တို10တိုင်ထိုးမယ်ဟိုတစ်တိုင်ရပြီနောက်ထပ်9တိုင်ထပ်ထိုးအောင်မယ်ထည့်လှမ်းယူဆွဲတင်မယ်နှစ်ကျိုးစလုံးယူပြီးတော့ထုံမယ်ဒါဆို2တိုင်ဖြစ်သွားပြီနော်10တိုင်ထိုးမယ်ထိုးရင်းနဲ့ဒီကျိုးအစလေးကိုတင်သွားမယ်ထပ်ပြီးတော့ထိုးမယ်နော်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်ဒါနဲ့ဆိုရင်တိုင်တိုလေး10တိုင်ပြီးသွားပြီအဲ့ဒီခွင်းထဲမှာ10တိုင်ပြီးသွားပြီဆိုရင်နောက်တစ်ခွင်းယူမယ်အဲ့လိုပဲ10တိုင်ထိုးလိုက်တစ်ခွင်းယူလိုက်10တိုင်ထိုးလိုက်တစ်ခွင်းယူလိုက်နဲ့9ခွင်းထိုးရမှာနော်ဟိုနောက်တစ်ခွင်းယူတယ်အဲ့နောက်တစ်ခွင်းယူကြတော့ဒီပထမခွင်းကြီးအနောက်မှာထားလိုက်ရတယ်အရှိမထားလိုက်ရတယ်ကိုအားတန်သလိုထားပြီးတော့ကိုင်မယ်နော်ဒီခြေကခုနအနောက်မှာထားလိုက်တယ်ထားပြီးဒီအသစ်ယူလာတဲ့ခွင်းနဲ့အကိုထည့်မယ်လှမ်းယူဆွဲတင်မယ်နှစ်ကျိုးစလုံးယူပြီးတော့ထုတ်မယ်အဲဆိုရင်တစ်ထိုင်ရပြီခွင်းအသစ်ထဲမှာခွင်းတစ်ထဲမှာလည်းအဲ့လိုပဲ10တိုင်ထိုးမယ်ဒီတစ်တိုင်ဝင်ပြီးွားပြီဆိုရင်ကိုင်လို့လွယ်သွားပြီခွင်းတစ်တစ်ခွင်းနဲ့ကိုင်လို့လည်းရတယ်နော်တစ်တိုင်ပြီးွားပြီဆိုတော့ထပ်ထိုးမယ်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်နောက်တစ်တိုင်နဲ့ဆိုရင်10တိုင်ထပ်ပြီးပြည့်သွားပြီဆိုရင်10တိုင်ပြည့်ပြီဆိုတာနဲ့နောက်တစ်ခွင်းထပ်ယူမယ်ခုနပြောသလိုအဲ့လိုပဲဒီထဲမှာလည်းခုနတော့အဲ့လိုပဲထိုးမယ်10တိုင်ခွင်းတစ်ကိုထပ်ပြီးတော့10တိုင်ထပ်ထည့်မယ်ဒီထဲမှာဒီခွင်းတစ်ထဲမှာ10တိုင်ပြည့်သွားဆိုအဲ့လိုပဲထပ်လုပ်မယ်9ခွင်းထိလုပ်ပြီး9ခွင်းပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုထပ်ပြီးတော့ပြသွားမယ်နော်ခုဒီမှာ9ခွင်းထိထိုးလိုက်ပြီနော်1 2 3 4 5ခွင်းဒီမှာလည်း10တိုင်ထည့်ပြီးသွားပြီ10တိုင်ထည့်ပြီးသွားပြီဆိုရင်ဒီဘက်ချမ်းကိုဒီချေတို့ထပ်ပြီးထိုးလာမယ်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲတစ်ခွင်းကို10တိုင်စီထိုးလာမယ်ဟိုဘက်ရောက်တဲ့ထိအဲ့တော့ခွင်းတစ်ခွင်းမှာအမြဲတမ်းပဲနော်ဒီခွင်းလေးတွေနဲ့ထိုးပြီးဆိုရင်နေခွင်းတစ်ခွင်းမှာတိုင်ရည်အတွက်20ထည့်ပါတယ်ဒီချေတို့ပထမ10ထည့်ထားပြီးသားဖြစ်တဲ့အတွက်ဟို10ထပ်ထည့်မယ်1 2 3 4 5 6 9 10 9 10ပြီးသွားပြီဆိုရင်ဒီဘက်ခွင်းကိုလာပြီးထိုးတော့မယ်နော်ဒီဘက်ခွင်းကနေစပြီးတော့ပြန်ကြီး1နဲ့3 4 5ဆိုပြီးတော့ပြန်ယူရမယ်တစ်ခွင်းကို10တိုင်စီလိုက်ပြီးတော့ထည့်မယ်အဲဆိုရင်တစ်ခွင်းမှာတိုင်ရည်အတွက်20စီဖြစ်သွားမယ်နဲ့3 4 5 6 9 10
30တိပြီးသွားပြီဆိုရင်ခုနကတော့လိုပဲဒီဘက်ကွင်းတစ်ခါထားလာမယ်ဒီလိုပဲဟိုဘက်ရောက်တဲ့ထိထိုးပေးရမယ်နော်30အဲဆိုရင်ပြည့်သွားပြီဆိုလို့ရှိရင်ပထမဦးဆုံးစားခဲ့တဲ့ဟာလေးနဲ့ဒီချေတို့ပြန်ပြီးတော့ဆက်လိုက်မယ်ဆက်တာဒီရှက်ကော်နဲ့ဆက်မယ်ဆက်လိုက်ပြီနော်ဆက်ပြီးသွားပြီဆိုရင်ဖွမီတစ်ချက်ယူပြီးသွားပြီဆိုလို့ရှိရင်တိုင်တိုဒီထိတ်ကိုရောက်တဲ့ထိထိုးလာမယ်ဒီနဲ့ဒီအဝိုင်းရဲ့အလေတက်တက်ကိုရောက်သွားဒီအထိထိုးမယ်နော်ရပြီ